တဘာဝရဲ့လက်ဆောင်မွန်ဖြစ်တဲ့တင်ဘောဒီကနေအဖိုးတန်းတဲ့ရိုးရာအရက်တစ်ခွက်ဖြစ်လာဖို့ဘလောက်တောင်အချိန်နဲ့လုံအားပေးဆက်ရမလဲဆိုတာဒီဗီဒီယိုလေးကတက်တည်ပြနေပါတယ်အစာပိုင်းမှာတော့လူငယ်တယောက်ကရိုးရာမီဖိုကြီးတဲ့ကိုထင်းတွေထိုးထည့်ပြီးမီးကိုအားရပါရတောင်းလောင်အောင်လုပ်နေတာကိုတွေ့ရမှာပါအဲ့ဒီနောက်မှာတော့သူဟာစိမ့်ဆူနေတဲ့တင်ဘောဒီပင်တွေစီတွားပြီးရင်းမဲ့နေတဲ့တင်ဘောဒီစိမ့်တွေကိုတလုံးချင်းစီဂယုတစိုက်ဆွတ်ခူလိုက်ပါတယ်တင်ဘောဒီကိုဆွတ်ခူလိုက်တဲ့အခါမှာအဖြူရောင်နိုးနဲ့ရောင်အစင်းနှွေးတွေစီးကြလာတာကိုလည်းမြင်တွေ့ရမှာပါသူဟာချင်းတောင်းအပြေတင်ဘောဒီတွေကိုတဲဆောင်လာပြီးတောတောင်တွေကအေးစိတ်နေတဲ့စမ်းချောင်းလေးစီကိုတွားလိုက်ပါတယ်စမ်းရည်အေးအေးထဲမှာတင်ဘောဒီတွေကိုအနေအနှစ်တွေစင်းကျဲသွားအောင်တလုံးချင်းစီကိုပွတ်တိုက်စီးကြောနေတာဟာတကယ့်ကိုစိတ်အေးချမ်းစရာကောင်းလာပါတယ်စီးကြိုးပြီးသွားတဲ့တင်ဘောဒီတွေကိုချင်းတောင်းထဲမှာစနစ်တကျထည့်ထားလိုက်ပါတယ်အဲ့ဒီနောက်မှာတော့သူဟာကြောက်တုံးကြီးပေါ်မှာထိုင်ပြီးတင်ဘောဒီအခွင့်ကြီးကိုဓာတ်နဲ့ပါးပါးလေးဖြစ်အောင်စိတ်ရှည်လက်ရှည်နွားနေပါတယ်ဘေးနားမှာရှိတဲ့ရေတခွင်ရဲ့အလားပါနဲ့အတူသူ့ရဲ့အလုံးလုံးနေလဲပုံရိပ်ကတကယ့်ကိုကြီးလို့ကောင်းနေတာပါအခွင်နွားပြီးသွားတဲ့တင်ပိုဒီတွေကိုတစ်သားနဲ့လှုပ်ထားတဲ့ရိုးရာချစ်ခုံလေးပေါ်မှာတင်ပြီးအမြင်လေးတွေဖြစ်အောင်ချစ်ချလိုက်ပါတယ်တင်ပိုဒီအမြင်လေးတွေဟာချင်းတောင်းထဲမှာတဖြည်းဖြည်းနဲ့ပုံလာတာကိုတွေ့ရမှာပါသူဟာအဲ့ဒီတင်ပိုဒီအမြင်တွေကိုမြေဦးကြီးတဲ့ကိုအပြေးထည့်လိုက်ပါတယ်ပြီးတော့အချင်းဖောက်ဖို့အတွက်လိုအပ်တဲ့တစည်းလုံးလေးတွေကိုကြောင်ငရုပ်စုံထဲမှာအမုံဖီအောင်ထောင်လိုက်ပါတယ်အဲ့ဒီတစည်းမုံတွေကိုတင်ဘောဒီအမြင်တွေပေါ်မှာအနက်ဖြူးပေးလိုက်ပြီးအချိုးဓာတ်အတွက်ပြားရည်စစ်စစ်တွေကိုလည်းအိုးထဲကိုလောင်းထည့်လိုက်ပါတယ်အားလုံးကိုနှံ့ဆက်တော့အောင်သူ့ရဲ့လက်နဲ့ပဲတေးသေးချာချာနဲဖတ်ပေးနေတာပါပြီးတဲ့နောက်မှာတော့အိုးနှုတ်ခမ်းကိုစက်ကူနဲ့တေးသေးချာချာပိတ်ပြီးကျူးနဲ့ခိုင်အောင်ခြီလိုက်ပါတယ်အိုးပေါ်မှာလည်းတင်ဘော်တီကိုအမီကတ်ထားတဲ့အနီရောင်စာတန်းလေးကိုကတ်ထားလိုက်ပါသေးတယ်အချိန်တွေကုံဆုံပါဒီနောက်မှာတော့အချင်းဖောက်ထားတဲ့တင်ဘော်တီဖတ်တွေဟာအရေးလေးထွက်လာပါပြီသူဟာဝါးနဲ့လှုပ်ထားတဲ့စကားလေးကိုတုံးပြီးအဲ့ဒီအရေးတွေကိုတီးတန်းစစ်ထုံလိုက်ပါတယ်အဲ့ဒီအရေးလေးကိုပလင်းတဲကိုဂရုတစိုက်လောင်းထည့်နေတာဟာရိုးရာနီလာနဲ့တိုင်လှုပ်ဆောင်နေတာကိုပြသနေတာပါနောက်တစ်ဆင့်အနည်းနဲ့သူဟာပေါင်းခံဖို့အတွက်ပြင်ဆင်ပါတယ်အိုးကြီးတဲ့ကိုတင်ပိုဒီဖတ်တီထဲအပေါ်ကနေအနီရောင်ကောင်းနာဆေးလေးတွေကိုဖြူလိုက်ပါတယ်ပေါင်းခံအိုးကိုမိဖိုပေါ်တင်ပြီးဝါလုံးနဲ့လှုပ်ထားတဲ့ပိုက်လေးကနေတဆင်အရက်ဦးရည်တွေထလာအောင်လှုပ်ဆောင်တာပါညပိုင်းရောက်တဲ့အထိသူဟာမီးဖိုဘေးမှာထိုင်ပြီးမီးကိုစောင့်ကြည့်နေပါတယ်ဝါပိုက်လေးတွေကနေအရက်ဆက်လေးတွေတစ်ဆက်ချင်းစီကျလာတာကိုမြင်တွေ့ရမှာပါအဲ့ဒီအရက်တွေကိုအိုးငယ်လေးတွေထဲထည့်ပြီးအနီရောင်အဝတ်စားလေးနဲ့ပိတ်ကာတင်စီထားလိုက်ပါတယ်နောက်ဆုံးမှာတော့သူဟာကောင်းကောင်းအိုမင်းသွားတဲ့တင်ဘောတီအရက်ကိုအမျိုးသမီးတစ်ယောက်နဲ့အတူပျော်ပျော်ရွှင်ရွှင်မီးစမ်းကြည့်ပါတယ်ချက်ကင်လေးကိုမြင်းရီရှက်ရီရှာရင်အရက်လေးကိုအရသာခံတောက်နေကြတာပါဗီဒီယိုရဲ့အဆုံးသတ်မှာတော့သူဟာစုတ်တန်နဲ့မင်းကိုအသုံးပြုပြီးစာလိပ်ပေါ်မှာလေရေးလာစာလုံးဒီကိုစိတ်ပါလက်ပါရေးထူးနေတာကိုတွေ့ရမှာဖြစ်ပါတယ်ခင်ဗျာ